ပြိုင်ပွဲရလက်ပြတာတဲ့နေ့မှာတော့အန်နာကသူမရဲ့ဒီဇိုင်းဟာအဖြူရောင်တန့်တန့်နဲ့ minimalist တိုင်းဖြစ်ပြီးထုတ်ကုန်ရဲ့သဘာဝ formula ကိုအဓိကဖော်ညွှန်းထားတာမို့သူမပဲနိုင်တဲ့တယ်လို့အပိုင်တွက်ပြီးကြေညာခဲ့ပါတယ်။ဒါပေမဲ့ sound shining တင်ပြတဲ့ဒီဇိုင်းကလည်းအန်နာဒီဇိုင်းနဲ့ထပ်တူဖြစ်နေတာကြောင့်အန်နာက sound shining ကိုဥက္ကဋ္ဌရဲ့အတွင်ရည်မှုဖြစ်တာနဲ့သူများဒီဇိုင်းကိုခိုးရမလားလုပ်ငန်းခွင်ရဲ့ကင့်စာဆိုပြီးလူပုံအလင်းမှာခိုးထားတဲ့သူကပြန်ပြီးဆွတ်ဆွဲအဆက်ခွဲပါတော့တယ်။အဲ့ဒီအချိန်မှာ sound shining ကလုံးဝအလျှော့မပေးပဲဒီဇိုင်းကအဖြူရောင်ဖြစ်နေတာအစပထမဒီဇိုင်းပဲရှိသေးတာဒါပေမဲ့ဒုတိယမျိုးဆက်ထုတ်ကုန်ကရေဓာတ်ဖြည့်တင်မှုပိုကောင်းတာမို့အမျိုးသမီးတွေရဲ့အသားရည်ကိုရေလှိုင်းတော့ water ripple ပုံစံပြောင်းလဲပြီးပလင်းကိုပွင့်လင်းမြင်သာတဲ့ transparent design ဖြစ်ပြောင်းလဲပြင်ဆင်ထားတာလို့သက်သေနဲ့တကွရှင်းပြလိုက်ပါတယ်ဒီဇိုင်းရဲ့အနှစ်သာရကိုတိချာနားလည်နေတဲ့ sound shining ရဲ့ရှင်းပြချက်ကြောင့်ဥက္ကဋ္ဌဟိုကဘသူကနိုင်ပြီးဘသူကရှုံးလဲဆိုတာအားလုံးသိလောက်ပြီလို့ပြောလိုက်ပြီး sound shining ကိုဒီဇိုင်းဌာနရဲ့တရဝင်ဝန်ထမ်းဖြစ်ခန့်အပ်လိုက်ပါတော့တယ်နောက်ရက်မှာတော့ကုမ္ပဏီအဖွဲ့ကအမိန့်တစ်ခုထုတ်ပြန်လိုက်ပါတယ် sound shining ကိုဒီဇိုင်းအဖွဲ့2ရဲ့အကြီးအကဲဖြစ်ယာရူတိုးပေးလိုက်ပြီးမူရင်းဒီဇိုင်းဒါရိုက်တာအန်နာကိုတော့အဖွဲ့3ရဲ့အကြီးအကဲဖြစ်ယာရူချပစ်လိုက်ပါတယ်ဒါကိုမကြည်နဲ့တဲ့အန်နာနဲ့ဝန်ထမ်းတွေက sound shining ကိုမစ္စတာဝမ်နဲ့ဖောက်ပြန်ပြီးဝမ်ရဲ့ဇနီးရိုက်တာခံရတဲ့ကောင်းမလေးအခုလေတထင်းနဲ့အိပ်ပြီးယာရူတက်လာတာဆိုပြီးကြွေရမှာအတင်းဖြန်းပြောနေကြပါတယ်ဒါကို sound shining ကဖုန်းနဲ့အတန်ဖန်းထားလိုက်ပြီးဥက္ကဋ္ဌဟိုဝါကအတင်းပြောတာအမုန်းဆုံးပဲဒါကိုပြရင်မင်းတို့အကုန်အလုတ်ပြုတ်မယ်လို့ချင်းချောက်လိုက်လို့အန်နာတယောက်အလျှော့ပြီးတောင်းပန်ခဲ့ရပါတယ်အဲ့ဒီနောက်ဥက္ကဋ္ဌဟိုဝါကလီချန်ကိုခီးသွားဖို့ sound shining ကိုပဲခေါ်မယ်လို့ပြောတဲ့အခါအန်နာကမကြည်နဲ့ပဲနေနဲ့ဥက္ကဋ္ဌဟိုဝါဟိုတနီးကဟိုတယ်မှာတူတူအိတ်တာငါတိတယ်လို့ပြောကရန်လုတ်ပါတယ်ထိုခါ sound shining ကလည်းပြန်လေတုံ့ပြန်ပြီးအဲ့ဒီနေ့ကဟိုတယ်မှာစီးခတ်ခဲ့တာမင်းမလားမင်းဘာလို့တိနေတာလဲလို့ပြောလိုက်တဲ့အခါအန်နာတယောက်လူမိသွားပြီးဇွတ်ညင်းပါတော့တယ်လီချန်ခီးစဉ်အတွင်းမှာ sound shining နဲ့ဥက္ကဋ္ဌဟိုဝါတို့လမ်းလျှောက်နေတော့လမ်းပြီးကလူရန်ကားတွေက sound shining ကိုနှောက်ယှက်ဖို့လုပ်တာကြောင့်ဥက္ကဋ္ဌဟိုဝါကဝင်ရောက်ကာကွယ်ပြီးရင်လက်မှာတန်ရာရသွားပါတယ်။ sound shining ကစိုးရင်တကြီးနဲ့စီးလူပေးပြီးကြီးစုတင်ကြောင်ပြောတဲ့အခါဟိုဝါကမင်းကငါဝန်တန်းမှုကာကွယ်တာလို့ပြောပါတယ်။ sound shining ကဝန်တန်းတက်ပဲလားရှင်ကျမကိုကြိုက်နေတာမလားလို့စနောက်မီးမြန်းပါတယ်။ဟိုဝါကလည်းရှက်ရှက်နဲ့ငါကနူးညံ့တိမ်မွေးတဲ့မင်းကလေးမျိုးပဲကြိုက်တာမီးလိုအမြဲစကားများတဲ့သူကိုမကြိုက်ဘူးလူရန်ဖြစ်စကားနာကြားဖြတ်ပြောဆိုခဲ့ကြပြီမေသူတို့နှစ်ယောက်ကြားမှာတန်ရောစင်ကြီးပို့တိုးလာခဲ့ပါတယ်ခဏအကြာမှာ sound shining ကစားစရာတချို့ကိုယူလာရင်လက်ထောက်ဆန်းမင်းက sound shining လက်မှာပတ်ထားတဲ့လက်ပတ်ကိုမြင်ကဒါကဥက္ကဋ္ဌရဲ့လှုပ်ဝက်စနီးကိုပို့ခိုင်းခဲ့တဲ့လက်ပတ်ပဲလို့ပြောလိုက်ပါတယ် sound shining ကလည်းဟုတ်တယ်ဒါပေမဲ့ကျမယောက်ျားပေးတာကအပေါ်စားလေးပါလို့ပြောပါတယ်ဥက္ကဋ္ဌဟူဘိုကလည်းအဲ့ဒီလိုလက်ပတ်ပေးတဲ့လင်းယောက်ျားကတကယ်လူညံ့ပဲလို့နှိမ်ပြောလိုက်ပေမဲ့တကယ်တော့အဲ့ဒီအပေါ်စားဆိုတဲ့လက်ပတ်ဟာသူကိုယ်တိုင်တန်ဖိုးကြီးဝယ်ခိုင်းပြီးဇနီးတဲ့စီပို့ခိုင်းခဲ့တာဖြစ်မှန်သူကိုယ်တိုင်လည်းမသိသေးပါဘူးဟူဘိုကလက်ထောက်ကိုသူမယောက်ျားပေးတာထက်တာလွန်တဲ့အကောင်းဆုံးမွေးနေ့လက်ဆောင်ကိုငါကိုယ်တိုင်ထပ်ရွေးမယ်လို့ပြောပြီးပြင်ဆင်ပါတယ်အဲ့ဒီလက်ဆောင်ကြီးရုံခန်းစပွဲပေါ်ရောက်လာတဲ့အခါဝန်ထမ်းတွေကsound shining ကအန်နာယာတုကိုလူယုံနေမကဘူးတထေးကြီးကိုမြှူဆွဲပြီးအဖိုးတန်လက်ဆောင်တွေပါတောင်းနေတယ်တထေးကြီးမိန်းမနဲ့ကွာရှင်းဖို့လုပ်တာလေသူမကြောင့်ပဲလို့အတင်းပြောကြပါတယ် sound shining ကဒါရီကဥက္ကဋ္ဌကသူ့ဇနီးတွေဝယ်တာကျမနဲ့မဆိုင်ဘူးလို့ညင်းကဥက္ကဋ္ဌဟိုကိုရုံခန်းထဲဝင်ကဒီပစ္စည်းတွေကိုလက်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်ဥက္ကဋ္ဌဟိုကမင်းဒီပစ္စည်းတွေကိုမကြိုက်လို့လားငါထပ်ပြီးအစ်စ်လုပ်ပေးမယ်လို့ပြောကမင်းကိုငါချစ်နေတာကြာနေခဲ့ပါပြီလို့အတိရလင်းဖွင့်ပြောပါတော့တယ်ဒါပေမဲ့ sound shining ကကျမရှင့်ကိုကြိုက်ပြီးမေကျမမှလည်းယောက်ျားရှိတယ်ရှင့်မှလည်းဇနီးရှိတယ်ကျမသူများအိမ်တောင်ကြီးကိုဖျက်ဆီးတဲ့လူအဖြစ်မခံနိုင်ဘူးလို့ပြောပြီးလက်ဆောင်တွေကိုညှင်းပေးခဲ့ပါတယ်ဟိုကငါအိမ်တောင်ကြီးကအဖိုးအတွက်ဟန်ပြလက်ထပ်ထားတာလက်မှတ်ထိုးတဲ့နေပဲတွေ့ပို့ပြီးရုပ်တောင်မမှတ်မိဘူးကွာရှင်းဖို့3ရက်ပဲရှိတော့တယ်လို့ရှင်းပြပါတယ် sound shining ကလည်းသူမရဲ့အခြေအနေနဲ့တူလွန်းလို့အံ့ဩသွားပြီးဒါဆိုကွာရှင်းပြီးမှပဲတူတူရှိကြတာပေါ့လို့ကတိပေးလိုက်ပါတယ်ထို့နောက်တစ်ဖက်မှာတော့ဟူအိုကသူ့ကိုဆေးခတ်တဲ့သူကိုတိရှိပြီးအန်နာကိုခေါ်ယူကဆေးခတ်ခဲ့တဲ့ကိစ္စကြောင့်အလုပ်ကနေထုတ်ပစ်လိုက်ပါတယ်မကျေနပ်တဲ့အန်နာဟာရုံးခန်းထဲကနေထွက်မသွားခင်အရေးကြီးစာရွက်စာတမ်းတွေကိုလိုက်ရှာရကနေဥက္ကဋ္ဌဟူအိုရဲ့ပျောက်ဆုံးနေခဲ့တဲ့လက်ထပ်စာချုပ်ကိုတွေ့သွားပါတယ်သူမက sound shining နဲ့ဥက္ကဋ္ဌဟူအိုတို့တယောက်နဲ့တယောက်လျှို့ဝှက်အိမ်တော်ဖက်မှန်တိရှိသွားပြီးထိုကိစ္စကိုဖုံးကွယ်ဖို့နဲ့သူတို့နှစ်ယောက်ကိုမကောင်းကြံစီပါတော့တယ်အန်နာဟာငွေသိန်းချီအကုန်ကြခံပြီးဇီယိုရှင်းနာမည်နဲ့မှတ်ပုံတင်အတူကင်ထားတဲ့မင်းကလေးတယောက်ကိုငှားရမ်းကကွာရှင်းမဲ့ကော်ဖီဆိုင်ချင်းဆိုမှုစီလွှတ်လိုက်ပါတယ်။ကွာရှင်းဖို့ရောက်လာတဲ့ဥက္ကဋ္ဌဟူအိုကသူမရဲ့လှူဝက်စနီးမရောက်လာသေးလို့ဖုံးဆက်လိုက်တဲ့အခါ sound shining ကလည်းရောက်လာပြီးသူမဖုန်းရဲ့ ringtone ကမြည်လာပါတယ်
သူတို့နှစ်ယောက်ဖုံးမကုန်မီခင်မှာပဲဇနီးအတုကဥက္ကဋ္ဌဟူကိုနောက်ကနေလက်ကိုပုတ်လိုက်ရာဖုံးကအောက်မှာကြာကွဲသွားခဲ့ပါတယ်ကျမကရှင်းမိန်းမဇီယိုရှင်းပါလို့မိတ်ဆက်ပြီးဆောင်းရှိုင်းနင်းကိုမြင်တော့ဒီမိန်းကလေးကရှင်းရဲ့အရှက်မရှိတဲ့ mistress မလားဆိုပြီးဆွဆွဲပြောဆိုပါတယ်ဆောင်းရှိုင်းနင်းကလည်းဥက္ကဋ္ဌဟူမှာတကယ်ပဲဇနီးရှိနေပြီးသူမနဲ့ကွာရှင်းဖို့လိန်ညာခဲ့တာလို့အထင်လွဲသွားကစိတ်နာနာနဲ့ကျမတို့ကအလုတ်သမားနဲ့တထေးတက်တက်ပဲရှင်တို့နှစ်ယောက်ပဲစကားပြောကြပါလို့ပြောပြီးလှည့်ထွက်သွားပါတယ်ထို့နောက်ဆောင်းရှိုင်းနင်းတယောက်တနေရာမှာထိုင်ပြီးသူမလည်းသူမရဲ့လှုပ်ဝက်ယောက်ျားနဲ့ကွာရှင်းရန်ရောက်မလာသေးကြောင်းဖုံးဆက်ခဲ့ရဖုံးကလုံးဝဆက်ပိန်နေခဲ့ပါတယ်ဟူကကော်ဖီဆိုင်ထဲမှာဇနီးအတုကိုကွာရှင်းစာချုပ်ကိုပေးကကွာရှင်းခိုင်းမယ်ကျမကွာမပေးနိုင်ဘူးလို့ပြောကစာချုပ်ကိုဖြီးဆိုလိုက်ပါတယ်နောက်ပြီးကျမကရှင်းကိုကြိုက်တာမဟုတ်ဘူးရှင်းရဲ့ပတ်စံပဲမှတ်တာလို့ပြောပြီးကွာရှင်းမပေးခဲ့ပါဘူးအန်နာရဲ့ကလင်ကကြက်ထောင်ချက်ကြောင့်ဆောင်းရှိုင်းနီးနဲ့ဥက္ကဋ္ဌဟူတို့ကြောင့်မှအကြီးကျယ်အထင်လွဲသွားခဲ့ကြရတယ်